不但而且ကိုရှင်းပြပါလားတဲ့不但而且ဆိုတာကတာမကလဲပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်不但而且ရဲ့အနောက်မှာ verb လိုက်လို့ရတယ် adjective လိုက်လို့ရတယ် sentence စာကြောင်းတွေလည်းလိုက်လို့ရပါတယ် verb လိုက်တဲ့စာကြောင်းကိုဥပမာနဲ့ပြောပြပါမယ်他不但会唱歌而且会跳舞他不但会唱歌而且会跳舞သူတချင်းဆိုတက်ယုံတာမကအကလေးကတတ်တယ် adjective လိုက်မယ်ဆိုရင်这道菜不但好吃而且很便宜这道菜不但好吃而且很便宜ဒီဟင်းပွဲကစားလို့ကောင်းရုံတမကစီးလေးအရန်တက်တာတယ်စာကြောင်းလေးလိုက်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်他不但每天学习而且帮妈妈做家务他不但每天学习而且帮妈妈做家务သူနေ့တိုင်းစာလုပ်ရတဲ့အပြင်မိမိကိုလည်းအိမ်မှုကိစ္စတွေမှာကူညီတယ်ဒါဆိုရင်不但而且ကိုတုံးတက်ကြမယ်လို့ထင်ပါတယ်